အားလုံးပဲမင်္ဂလာပါလို့တော့ပြောချင်ပါတယ်ဗျာကျွန်တော်ကတော့မောင်ဖလပ်ပဲဖြစ်ပါတယ်ဒီနေ့ဗျာကျွန်တော်ကချောင်းစကင်နှောက်ကြပါမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ငကိုတော့ကဗျာဆန်းစကင်ကျွန်တော်ကော်လတာစကင်ဗျာကျွန်တော်နှိုက်ထားတဲ့ဗီဒီယိုကကျွန်တော်မတင်ပြဘူးဗျာကျွန်တော်ကထိုင်းုံလည်းရောက်နေပြီးတော့ line ရတယ်မရဘူး line သွားသုံးဖို့ကြားပြန်တော့လေကျွန်တော်ရဲ့ခြေထောက်ကချုပ်ထားတာအဲ့တော့ကျွန်တော်လေးဗျာ line ဒီနေ့တက်တာမှပဲ line ရနေရလေးလာတော့ဗျာကျွန်တော်ဒီမှာeven ရရောက်နေကျွန်တော်လဲကျွန်တော်ဖန်နေကြည့်အောင်ဆိုပြီးကျွန်တော်လဲဒီမှာထောက်ပြလိုက်တယ်ပေါ့နော်ဒါနဲ့နောက်ပြီးတော့ဂိုင်ဂိုင်းသူကြီး even က brother တို့တိမဲ့အတိုင်းပဲကျွန်တော်ထင်ပါတယ်ရှစ်လပိုင်းကျရင်ဂိုင်ဂိုင်းသူကြီး even ကပြန်ရောက်လာမှာပဲဖြစ်ပါတယ်အဲ့ခါကျရင်လေကျွန်တော်ဖန်နေရတော့စကင်ဖောက်တာကိုထက်ကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ Telegram မှာလေဒါကတော့ diamond တွေပါလာဝယ်လို့ရတယ်ကျွန်တော်ထောက်တယ်ဆိုတာဒီမှာကွာရ400ပဲရဗျာဒါကတော့ပဲဗီဒီယိုလေးကိုဆောင်းကြည့်လိုက်တော့เนาะပြီးတော့လေကျွန်တော်ရဲ့ channel လေးကို subscribe လေးပါလေးလည်းလုပ်ပေးတာပါအောင်ဗျာကျွန်တော်လည်းဖြည့်ဝဲထွိုင်းနေတဲ့ဒီကြောင်မို့ကျွန်တော်အောင်မြင်သွားတဲ့နေ့တိုင်းလည်းကျွန်တော်ရဲ့ channel ကိုတော့လုပ်ရပါခင်ဗျာနောက်ပြီးတော့ဒီလာထဲမှာပဲဗျာသတင်းကြိုရောက်ခဲ့လို့ရှိရင်ကျွန်တော် stream ရှိပါတယ်ကျွန်တော် stream ရရင်တော့ကျွန်တော် stream ဆောက်ဆောက်လွှင့်တဲ့နေ့မှာနေကျွန်တော် EP စကင်3កောင်ရဲထောက်ပြီးသွားမှာပဲဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ TikTok မှာလည်း brother တို့အတစ်တွေလာကြည့်လို့ရပါတယ်နောက်ပြီးတော့ရှိရင်လည်း brother တို့ဒိုင်မွန်ဝယ်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ် UC ထည့်ချင်တာပဲဖြစ်ဖြစ်ဂိမ်းအကောက်တွေဝယ်ချင်တာပဲဖြစ်ဖြစ်နောက်ပြီးတော့ရှိရင် brother တို့အတစ်ပိုင်းနေနဲ့ပဲသိချင်တာဖြစ်ဖြစ်ကျွန်တော်ရဲ့ Telegram ကိုလာရောက်ဆက်သွယ်လို့ရပါတယ်เนาะအခုလိုအလိမ်ညာရေပေါ်နဲ့ခေကြီးမှာဗျာ brother တို့အနေနဲ့ weekly pass ဆိုရင်လည်း6300နဲ့ရမယ်ဗျာနောက်လို့ရှိရင်အကောက်တွေပါရေဆိုရင်လည်းရှိတယ်မရှိဘူးဆိုပြီးတဲတို့ပြောတယ်ကျွန်တော်တို့စီများလာဝယ်လို့ရပါတယ်เนาะကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကိုယ်တိုင်လည်းပထမတစ်ခါအလိမ်ခံပြီးထားမို့အဲ့ဗီဒီယိုကြည့်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube မှာကျွန်တော်တင်ပေးထားတာမျိုးကတော့ကြည့်လို့ရပါတယ်